的ကျွန်တော်တို့ပြည်ရဲ့ကိုယ်ကနေဒီကနေ့ team 2ကိုကျွန်တော်တို့စီကိုကျွန်တော်စဉ်းစားပါတယ်ဒီလိုဖွဲ့စည်းတဲ့အခါမှာကျွန်တော်ပြည်ရဲ့ကိုအဲကအလုပ်ဝင်ကြီးပဲပုံပဲဒီကနေ့ဒီကိစ္စမှာကျွန်တော်ရှင်းထားတယ်ဟိုများကိုကျွန်တော်ဒီခေါ်ပြီးတော့ကျွန်တော်လည်းအဲ့ဒါတောင်းပါမယ်ဒီကျွန်တော်ရှင်းလိုက်မှာတော့ GPD မှာတော့ကျွန်တော်ပြောဆိုကြတယ်လို့ဒီဒီမှာရှိတယ်ကျွန်တော်ဒီ class ကိုဝယ်ပြီးတော့ဒီကိုဝယ်ပြီးမှရှိတယ်ဒီရှင်းကိုကျွန်တော်ဒီလိုကျွန်တော်ဒီကြားမှာလို့ကျွန်တော်ဒီလိုခဲ့ပေါ်တယ်ဒါကြောင့်မလို့ဒီ process ကိုလုပ်တဲ့အခါမှာကျွန်တော်ဒီရဲ့ဥမာဒီရဲ့အတူတူနဲ့လုပ်တဲ့ပုံစံကိုတွေ့နေဒီဗီဒီယိုမှာရှိတဲ့ကျွန်တော်ကချင်းကောင်းဆောင်ချုပ်များပညာရှင်ချုပ်တွေပေါ်ပြီးတော့ကျွန်တော်ရဲ့ဒီကိုကြာဒီဆောင်ပြီးတော့ရှိတယ်ဘာလို့ရှိတယ်လို့ကျွန်တော်ဆွေးနွေးတယ်ဒါကြောင့်မလို့ကျွန်တော်ဘောပေါက်တယ်ဒီရှင်းစင်အားလုံးကအပြင်ကတက်ဆိုင်တဲ့မှာထုံးမှန်နေရှင်ကိုတက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခုနကကျွန်တော်ကလူငယ်အတွေ့အကြုံတွေကကျွန်တော်ကိုဆိုပြီးချတယ်အဲဒီအနေနဲ့ကျွန်တော်ရှိလို့ချလို့ဖြစ်စေမှာဒါကျွန်တော်ခုနေပြောတာကျွန်တော်ရဲ့ကရှင်မျိုးသားတွေပါတယ်ဒီအတွေ့အကြုံမှာဒီနဲ့ဒီကိစ္စကကျွန်တော်ဖြစ်စေပါတယ်ဒီဟာကိုလည်းကျွန်တော်စားဖို့လုပ်တယ်ဟုတ်လားကျွန်တော်ဒီကစားတဲ့အခါမှာဒီလိုကျွန်တော်တက်ပြီးပြီးတာဟိုတက်ပြီးတော့လည်းဒီကဖြစ်အောင်ကျူစားပါဒီရဲ့ဥပဒေကကျူစားပါမယ်ဒါကြောင့်မို့လို့ဒီကျွန်တော်ပြောဆိုဆွေးနွေးတဲ့အပိုင်းမှာဒီအချိန်ကြီးပြီးမှဒီများကိုကိုယ်ကိုယ်လေးကျွန်တော်တို့လည်းဒီပြည်စီကိုလည်းအဲကျွန်တော်တို့ကဒီအချိန်ဆွေးနွေးမှာတော့ကိုယ်ရဲ့ချက်ပေါ်မှာဖြစ်ပြီးတော့နောက်တစ်ချိန်ဒီလိုပဲစစ်စစ်များပေါ်မှာဒီကနေ့တယောက်ကလည်းဒီကတော့ရှိဖို့များတယ်ဒီကနေ့ကတော့ရှိဖို့များတယ်ကျွန်တော်ရဲ့ process ကိုမှာကောင်းတဲ့ဘက်ကနေဆက်ညှပ်ပြီးတော့ကျွန်တော်ကိုကောင်းတဲ့ဒီဝိုင်းပြီးရှာပေးနိုင်အောင်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ဒီရဲ့ကိုအနေနဲ့ခဏကျွန်တော်တင်ပြပေးတယ်ကျွန်တော်ရဲ့သဘောထားစကားရဲ့ဒီကြီးရဲ့စကားရဲ့ဒီကတော့ဆိုတဲ့ဘက်ကနေတာဝန်ယူရတဲ့နိုင်ငံတကာရဲ့ဒီဥပဒေများအားလုံးစဉ်းစားပြီးတော့ခံရတဲ့သာဝတိချာကြီးကိုကျွန်တော်ကရောက်ပြီးတော့ကျွန်တော်ဖြစ်တယ်ကျွန်တော်ဘူးစွာမှာဆက်လို့ဟိုကျွန်တော်လူပြောတဲ့စာကြတာအများကြီးတော့တယ်အားလုံးလည်းလူကြီးတွေနဲ့ချက်ပြီးတယ်ဆိုတော့ပြောပြရအောင်အဲဒီမှာတက်ပြီးစားတော့ကျွန်တော်ဒီချာလူကြီးချက်ပြီးဘုံနဲ့တော့ဘူးเนาะအဲဒီတော့တော့မှဒီချာတော့ဘုသူဒါလည်းတော့ပါတော့ဟိုကျွန်တော်လုပ်နေတဲ့ဘိုင်းမှာသူ့ဘိုင်းမှာကျွန်တော်မန္တလေးတိုင်းကိုထားရတော့ကျွန်တော်ရဲ့အပေါင်းကြီး UNFC ဖွဲ့ရေးပို့ပါမန္တလေးကိုထားရတော့ကျွန်တော်တာဝန်မရှိဘူးဘာလို့မရှိလဲဆိုတော့ကျွန်တော်လည်း PDP နဲ့သူတို့ကလည်း UNFC စီဝေးပမားကြီးကျွန်တော်စီဝေးလုပ်ပါပြီဒီရည်စီဝေးလုပ်ဖို့ကျွန်တော်ဘက်ကကမ်းလှမ်းပါတယ်သူတို့ကလည်းစဉ်းစားမဖြစ်ပါဘူးအဲတော့ကျွန်တော်လည်းသူတို့စဉ်းစားတဲ့အခါကျတော့ကျွန်တော်ကဒီလိုကြည့်နောက်တိုင်းသားတွေအားလုံးရဲ့နောက်ထပ်ရှိကားလုပ်ပြတဲ့အခါမှာနောက်ထပ်တော့မယ် policy တိုင်တော့အစီအစဉ်တွေကျွန်တော်လုပ်ပြီးနေတယ်ပေါ့ဒုတိယ RCSS ကျွန်တော်လုပ်ပြီးနေတယ်ပေါ့ KNPP ကျွန်တော်လုပ်ပြီးနေတယ်ပေါ့ PNU ကျွန်တော်လုပ်ပြီးနေတယ်အဲ့တော့ဒီဥစ္စာတွေအဓိကဘာလဲဆိုတော့ကျွန်တော်ဒီတော့မန္တလေးပြောရရင်တော့ညနာလိုက်တယ်လို့ပြောပေါ့ဒီ KNU ကိစ္စကိုကျွန်တော်အဓိကထားဒါကိုလည်းကျွန်တော်အချိန်ပြည့်လုပ်ပါမယ်။ဘာလို့ဆိုဒီ process ကြီးမှာအားလုံးပါဝင်စေချင်တဲ့ဆန္ဒတော့တော်တော်ပြကြပါဘူး။ဒီမှာမချမ်းလေးစီတယ်ပေါ့။အဲ့တော့ပထမတော့ကျွန်တော် UNFC နဲ့စီဝေးတဲ့အခါမှာKNU နဲ့ဒီနေ့ဒီခါရစေးဘယ်လိုနိုင်ကြတယ်ပေါ့။ဟိုမှာတော့ UNFC ပွဲတယ်မှာဆရာကြီးဘာနာလို့ပါတယ်။တခါတာပါ။အားလည်းကျိုးလေးပါဆရာဖြစ်တယ်ပြောလို့ရတယ်။ဒါလို့ UNFC ပိုင်းဆက်လုပ်နေဆိုတော့လည်းဆုံးဖြတ်ခဲ့တာရှိတယ်။အဲ့တော့ကျွန်တော်ဗာလဲလို့လုပ်တဲ့အခါမှာဟိုတိုက်ထားတာတူမှမရှိဘူး။ဘလုံးဖွင့်ပြီးတော့ကျွန်တော်လုပ်ပါ။အဲ့တော့ချို့တိုင်းသားတွေကမှတစ်ပတ်ချင်းဆွေးနွေးချင်တဲ့သူတွေ
တို့ကြတော့ UNFC မှာပေါင်းပြီးဆွေးနွေးဖြစ်တဲ့လူရှိပါနောက်တော့ UNFC ဖွဲ့ထဲမှာပါရင်းနဲ့တခြားတိုင်းရင်းသားတွေကလည်းငါတို့လည်းဒီကစပြီးတော့ပါမယ်ဆိုပြီးတော့မှပါတင်နဲ့ ENC ဥစ္စာမျိုး WGEC ဥစ္စာမျိုးအဲ့ဒီဟာလည်းကျွန်တော်ပါပါအဲ့တော့ဒီမှာကျွန်တော်ရှော့မပြီးတော့အကုန်လုံးကိုကျွန်တော်ကတော့လက်ခံပြီးတော့မှသူဆောင်ရွက်နေတဲ့ဒီထားဖြစ်ပါတယ်အဲ့တော့ဥပမာအပြင်ကျွန်တော်ကို KNU ရဲ့ပြောရင်တော့ KNU ကသူကကုတ်တော်ပေါ်တာစိတ်မြင်လိုက်တာမရှိတာများအဲ့ဒါကိုသူကအားတန်ပါအားတန်ပြီးတော့ကုတ်တော်ပေါ်တာကို KNU ကလည်းဆွဲပြီးဖြစ်ပါတယ်ကျွန်တော်တို့ပညာရှင်တွေဖြစ်တဲ့မြန်မာပြည်စင်တာလည်းဆွဲပြီးဖြစ်ပါတယ်တပ်တော်ကလည်းဆွဲပြီးဖြစ်ပါတယ်အဲ့ဆွဲထားတဲ့ပုံကိုကျွန်တော်ပြန်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီလိုကိုကြည့်ရတော့ဆိုရင်ကုတ်တော်ပေါ်တာကဒါဒီနဲ့ကျွန်တော်တို့ထားရမှာကုတ်တော်ပေါ်တာပြရပါမယ်အဲ့တော့ကျန်တဲ့တိုင်းသားတွေကလည်းဒီကုတ်တော်ပေါ်တာကိုကြိုက်တယ်ဆိုပြီးဒါကိုဆက်ပြီးတော့ယူမယ်ဆိုတဲ့ယူတာဒီကျွန်တော်တို့မကြိုက်ဘူးဗျာဒီချက်တွေတော့ထပ်လို့ပြီးတယ်ဒါတွေထပ်လို့ပြီးတော့ဆိုရင်ကျွန်တော်ဆက်ပြီးဆွေးနွေးကြအောင်အဲ့တော့ကျွန်တော်ပြည့်ထားဘူးဒီ process မှာတော့အချက်တွေကိုမှချမ်းသာပဲနဲ့ဆက်လုပ်နေတယ်အဲ့တော့ကုလကံတဲ့ကိုကျွန်တော်ဒီနဲ့ကျွန်တော်အဲ့ဒါကိုဆောင်ရွက်နေတယ်ဆိုတာလေးကိုကျွန်တော်တင်ပြပါမယ်ဥပမာအပြင်တော့ RCSS ဆိုလို့ရှိရင်သူက UNFC မှာမပါဘူးဗျာ UNFC မှာမပါသူကပြည်သားစုလုပ်မယ်ဆိုတော့ဒါလည်းမဖြစ်ပဲကျွန်တော်ပြန်ပြီးရင်ကျွန်တော်တို့ရဲ့စတဲ့ပြည်တော်မှာဒီပြောမှာသူတို့ဝက်တရားဖြစ်အောင်လုပ်ဖို့တော့စီမံထားပြီးသားတော့လို့အားမမသိတာဘူးဆိုတာပြောစီအဲ့တော့ဒီမှာရှိတဲ့တိုင်းရင်းသားတွေ UNFC ဖွဲ့တဲ့အားလုံးပါပါအားလုံးနဲ့ဆွေးနွေးမှဒီဥစ္စာကိုအတည်ပြုမယ်ဆိုတဲ့စိတ်မျိုးထားပါတယ်ဒီလိုနဲ့လည်းဆွေးနွေးကောင်းတယ်ဆိုရင်တော့ဒီပြီးတော့လက်ခံပြီးပါလို့ပြောစီဥပမာဒီကိုယ့်ကိုယ်ကိုဆွေးနွေးတဲ့အခါမှာအချက်အများကြီးပါပါအဲ့ဒီမှာကျွန်တော်တို့ဆွေးနွေးရတာအချိန်ကြီးများကြာအချိန်များကြီးပါအဲ့ဒီမှာဒီဥစ္စာကိုသူများဆွေးနွေးတာကိုငါတို့မရှိဘူးဆိုရင်တော့လေတိတ်ကများဆိုင်အချိန်ကပြီးတော့ကြာဒါလေးကိုလည်းတိုင်းသားတွေဘက်ကသူတို့ကူညီပေးဖို့ဒီမှာတို့တိုက်လို့မှ UNFC ပေါ်နေလည်းပါတယ်ပဲဒါလေးကိုကျွန်တော်တင်ပြပါမယ်အဲ့တော့နိုင်ငံတော်သမ္မတကြီးကကျွန်တော်တို့ပြည်စင်နေနိုင်ပေါ်ခဲ့ပါတယ်ခုနောက်ဆုံးပါတဲ့ American ပြည်စင်ဆိုရင်သမ္မတကြီးကိုဝိုင်းပြီးတော့ပြောကြတဲ့အချက်တွေအများကြီးပါအဲ့ဒီမှာအဓိကအချက်ကတော့ reconciliation ဒီလိုသားလုံးပြန်တဲ့စီကူညီညွှန်ဒီလိုသားလုံးပြန်တဲ့စီကူညီညွှန်ရေးအတွက်ဘာဖြစ်ရလဲဆိုတော့အခိုက်အတန့်ရေးဒီမှာဒါရီယာစပေါ်မှာဒီဆောက်မှာဖြစ်တာ။ဒါပေမဲ့ reconciliation ကိုဒီကသမ္မတကြီးဝိုင်းပြီးတော့United States ကတောင်းဆိုပါတယ်။နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ all inclusive အကုန်လုံးနိုင်ငံရေးကိုရည်ရည်ကိုအဲ့ဒါတောင်းဆိုပါတယ်။နောက်တစ်ခုကတော့နိုင်ငံရေးအကျဉ်းသားတွေဒါတွေလည်းမကြောက်လို့ပြောပါဆိုတော့ဒါတွေတောင်းဆိုပါတယ်။ဒါတွေလည်းသမ္မတကြီးကနိုင်ငံကပေါ်စီကိုလုပ်နေလို့ကြည့်ပေးပြီးတာဖြစ်ပါတယ်။ကြည့်ပေးပြရတယ်။အဲ့ဒီကြည့်ပေးတဲ့ကမှာနံပါတ်1ကတော့ဒီ reconciliation လို့ပြောတဲ့အတိုင်းသားတွေနဲ့တိုက်ရိုက်ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ဒါမှမဟုတ်သမ္မတကြီးလည်းဘာလို့ဖြစ်တာကိုမကြည့်ဘူးနေပြောင်းလုပ်နေလို့ဆိုပြတ်တာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့အာရုံအောင်ဆန်းစစ်ကြရဒီမိုကရေစီအိုင်ကွန်နေတဲ့ကိုတတ်မှတ်တယ်ကျွန်တော်တို့နိုင်ငံတော်သမ္မတကြီးကိုဒီ United States ပြည်စင်ပြန်လာပြီးတဲ့အခါမှာ reform icon ဆိုပြီးတော့တတ်မှတ်ခြင်းတာ reform icon reform icon ဆိုတာတော့သူ reform လုပ်တဲ့ဖြစ်တယ်သူ့နိုင်ငံသားယုံကြည်လို့သူ့ကို icon နဲ့တတ်မှတ်ပေးတာဖြစ်တယ်သူ့ကိုကောင်းတာပေါ့လေသမ္မတကြီးကဘယ်လိုကိုမရတော့ဘောသွားတဲ့ကိလေသာတွေပြီးခဲ့ပြီအားလုံးလည်းဒီပွဲကြီးပြီးခဲ့ပြီ reform icon ဆိုလည်းပြီးထားတာဒီတော့သမ္မတကြီးကတော်တော်ပြင်းပြင်းထန်ထန်နဲ့ဖြစ်နေတာအဲ့တော့ကျွန်တော်ရဲ့ဆန္ဒကိုပြောရင်တော့ဒီဆွေးနွေးပွဲကိုကျွန်တော်ရွေလာတာဒါတော့ဘုသူပိုင်းကစဉ်းစားဖို့စဉ်းစားနေတယ်ကျွန်တော်ရဲ့နည်းနည်းလေးလိုချင်တယ်ဒါတော့တစ်ပိုင်းကြီးပေါ့ကျွန်တော်အစီအဆိုင်ဟောဖြစ်စေတယ်ဘာလို့ဆိုဒီမှာစပ်ပြီးထားတယ်ဒီပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်ဆိုတဲ့အဆင့်မှာပထမအဆင့်မှာသူကအပြစ်ခိုက်တဲ့စေရေးတွေကြည့်ရအောင်အဲ့တော့အဲ့ဒီမှာအချက်၅ချက်တော့ပါတယ်ဗျအဲ့ဒီအချက်၅ချက်မှာအပြစ်ခိုက်တဲ့စေရေးလို့ပြောလို့ရှိရင်ဒီကိုကြမှာတော့တက်ပြီးသူတက်ကိုတက်သွားလာမယ်ဆိုလို့ရှိရင်ဒီကိုပြီးသွားမှာဒါမျိုးတွေရစာစီကနေပြီးတယ်အဲ့မှာဒီကတော့ကျွန်တော်တို့ဒေးစင်ရုံးကိုဆက်ဆက်နေ
ဒါလေးကြည့်တော့ပါဘူးအဲ့တော့ခုဘုဒ္ဓကိုဒီလိုတဲ့အခါမှာခုဘုဒ္ဓကိုပြန်သွားပြီးကျွန်တော်တို့ဆက်မှာတော့မသိသေးဘူးဘာလို့လဲဆိုစက်တော်ရင်းနဲ့တော့ပြောက်အဲ့တော့ကျွန်တော်စက်တော်ရင်းနဲ့တော့ပြက်စီအဲ့တော့ခုဒီတိုင်းထဲမှာပဲစီဆွဲလက်မှတ်ထိုးပြီးတာနဲ့ကျွန်တော်ကဒီမှာရှိတဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကိုပြန်ပွင့်မှာဆိုတော့ပြောလို့ရတယ်အဲ့တော့ဆက်ဆံရေးမှာလည်းရှိနေမယ်ခုရုံးနဲ့ပွင့်ထားပြီးဆိုရင်လိုက်စားတဲ့ဒီနေ့စတဲ့ညာတဲ့ဒီပေါ်လိုက်တာလိုက်နဲ့အားလို့ရအောင်အဲ့တော့ကျွန်တော်ကဒီနောက်စင်ငယ်ဆွေးနွေးဖို့တွေအတွက်ဆက်တော်တဲ့အခါမှာကျွန်တော်တို့ဆက်တော်ရင်လည်းတော့ပြတ်တယ်ရှိနေတာဖြစ်ပါအဲ့တော့ဒီဝိသုဒ္ဓဒီကနေဒီဆက်ဆံရေးကိုကျုပ်သိပြီးတဲ့အခါမှာသွားတဲ့အခါမှာဒီမှာလည်းတင်းဆောက်ရှောက်တဲ့အတွက်ဝိသုဒ္ဓကလည်းမှာတော်တော်ပြင်ရပါတယ်ဒါတော့ကျွန်တော်တို့ဒီမှာပြည်တဲ့လူတွေကြီးတဲ့အခါကျတော့ဝါယာတို့တွေကိုပြုတ်တဲ့ရင်းနှီးချက်တွေပြည့်ပြည့်ပူတာလည်းကိုပြုတ်တယ်အဲ့တော့ဒါလေးကိုတော်တော်လေးကိုပြင်ပြီးတော့ဒီစီကျင်းလေးလုပ်ပြီးထားတယ်လို့ပြောတယ်အဲ့တော့ဒီမှာရုပ်ပြန်ပို့စီရုပ်ပွင့်လို့ဆိုရင်ကျွန်တော်အဲ့ရုံးဝန်ထမ်းတော့လိုက်တာနဲ့ဘုလိုကြီးရှိကိုတောက်တယ်နောက်ပွဲတွေအတွက်ကျွန်တော်ကနေပြီးကက်နဲ့ဟိုခက်စစ်စီဝဲတွေကျွန်တော်လုပ်ရမယ်လုပ်လို့ရမှာလေကျွန်တော်တို့လုပ်မှန်းထားတဲ့စိတ်နဲ့ဒါကိုဆက်လုပ်နေပါလိမ့်မယ်အဲ့တော့ကျွန်တော်ကတောင်းဆိုနေတာတော့ဘုရားကစီဆွဲရတဲ့မှာထိုးပြီးဖြစ်စေမထိုးပြီးဖြစ်စေပေါ့ဆက်ဆံရေးရုံးမှာတော့ဒီဆောင်လို့ထားခဲ့မှာဒါကိုစာချုပ်ထဲမှာစာချုပ်ကပုံလို့ပြောတယ်ပဲကျွန်တော်တောင်းနေတယ်ဒါဘာလို့ကျွန်တော်ကဆက်သွယ်ရမ်းကြောင်းကိုရှင်းနေတယ်အဲ့တော့ဒီမှာတဲကူရုံးကြီးတန်ဖို့တည်တယ်တကယ်တောင်းခံပြီးတော့ဆော်ဝဲပေးနိုင်တဲ့ဒီနေ့ကျွန်တော်ဒီမှာဆက်သွယ်ဆော်ဝဲပါမယ်အဲ့တော့စီတန်းတိုင်းပဲပေါ့လေဒီဘာလို့မရှိထားလို့လဲဒီမှာပဲအဲ့ဆိုရင်ကျွန်တော်သူ့ကိုနှမ်းပြောလိုက်တယ်ဆိုရတယ်ဒီဆက်ဆက်ရေးကိုတောင်းပြီးပြောတယ်ဆရာကြီးတို့တိတ်တဲ့အချိန်မှာဒီလာမယ်နောက်ဒီစီဝဲလုပ်လို့ဆိုရင်တော့မြင်းနာတာဘာမှမဖြစ်3နာရီပဲဒီနေ့ဆရာတို့ကလည်းကျွန်တော်ကိုရောက်ခဲ့တော့3နာရီလောက်ဘာမှမရောက်တာအဲ့တော့ဒီနေ့လုပ်ချင်တာလက်မှတ်လုပ်ချင်တာကြီးလေးပြောရင်ကျွန်တော်လက်ခံလို့ရတာဒါမျိုးလေးတွေကျွန်တော်ဖြစ်စေချင်တာကျွန်တော်ကတော့သမိုင်းပြီးထားတဲ့ဘူပေါင်းပြန်ဖြစ်အောင်လုပ်ချင်တာမဖြစ်တော့လည်းဖြစ်တဲ့နေသားကိုဖြစ်အောင်ကျွန်တော်လုပ်အောင်ပါပဲအဲဒါကြောင့်ကျွန်တော်ဒီလာတဲ့အခါမှာစီဆွာရလက်မှတ်ထိုးတာကိုကျွန်တော်လုပ်ချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်ဆက်ပြီးတော့ကျွန်တော်အနေနဲ့ကစားလို့ကျွန်တော်ကစားဖို့ပြီးတယ်ဒါကျွန်တော်စပါတယ်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကစားမယ်တိုင်းဒါရှိပါတယ်ဒါလို့ကျွန်တော်ဆက်ဆံရေးကိုကျွန်တော်လုပ်ခွင့်မယ်အဲဒီကစစ်စစ်ကျွန်တော်တွေ့ကြမယ်ပြကြမယ်ပွားကြမယ်လာကြမယ်ဆိုရင်ဒီလူတရားလည်းဒါကိုမြင်ပြီးတဲ့အခါမှာအားရမယ်ဝန်တာမယ်ဒါပြီးပြတော့ခံလို့ရတာဒါလေးလည်းကျွန်တော်လည်းတိုးတက်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်ပြောလို့ရပါတယ်နောက်ကမှာဒီဆွေးနွေးအောင်ရတဲ့ဆိုရင်ဆရာကြီးဦးစောလို့လည်းဘုရားကောင်လို့ပြောတယ်။ဒါမှလည်းတွေ့မယ်ဆိုတော့သူ့အိမ်မှာလည်းခါလည်းပေါ်တော့ပါမယ်။ဒီမှာလည်းကင်းဒီမှာလည်းကျွန်တော်ဒီတိုင်းပဲလုပ်ပြပါတယ်။ခါလည်းပေါ်ပြောဒါမှလည်းတွေ့တာသူစကားပြောတာ။ဘုကောင်မြတ်ဖမ်းမရှိမှလာပြောအာကျွန်တော်သူစိတ်ထဲမှာရှိတဲ့ရှောက်ပြောနေတယ်လို့ဒီမှာလည်းကျွန်တော်ဆိုရင်ပါ။ကျွန်တော်ပြောတဲ့စကားတွေနဲ့ဒါမှပြောတဲ့စကားတွေတစ်ဆက်တည်းပဲဖြစ်ပါတယ်။ဒါလို့ပြုစီနေတာလူကကြရကျွန်တော်နိုင်ကြတာဆိုရင်ကျွန်တော်စစ်ချင်းကိုစစ်ပြီးတော့တမိုင်းနဲ့ပြေးတွေ့နေအောင်ရှိတယ်ပါ။နောက်တမိုင်းကိုလည်းဒီချင်းပြင်းကိုသိလာတယ်။သူရောက်တဲ့ချင်းပြင်းတယ်လို့ငုံပြင်းတယ်လို့ဒါကြောက်တယ်။ဒီချင်းပြင်းနဲ့မအားရသေးဘူး။ဘာလို့မအားရသေးလဲလို့ဆိုတော့ဒီမှာမပြည့်စုံနေတဲ့အခါကျတော့နိုင်ဒီတူတူကဝိုင်းပြောတော့မယ်ဒီနေ့ကြီးများတာပဲဘာလို့လဲဆိုတော့သူ့ပြောတာပါပဲ။သူလည်းသိတာချင်းဟိုလာခွင့်ရအောင်လေကျွန်တော်ကတွေးနေတာ။ဒါမှမဟုတ်ကျွန်တော်ကဘာဖြစ်ဒီဆွေးနွေးပွဲဟာဒီဘောဆောင်တဲ့ဆွေးနွေးပွဲဖြစ်စေချင်တယ်။ဒီတိုင်းပဲကျွန်တော်ဆက်သွားခြင်းဆိုတာလေးပြောချင်တယ်။ဟိုအစားပိုင်းကိုပြန်ပေါ့နော် NLC နဲ့ပတ်သက်တဲ့ပြောလို့ရတဲ့ political dialogue framework သူတို့လည်းဆွေးနွေးပါတယ်ကျွန်တော်ဆွေးနွေးတယ်။ဒီကြတဲ့ဆွေးနွေးပွဲမှာကျွန်တော်ဒါကို framework ကိုကျွန်တော်ကြည့်လို့ရှိပါတယ်။ကျွန်တော်တို့လည်းတော့ပြင်ဆင်ပြီးသားဖြစ်ပါတယ်။လည်းရှိတယ်တို့ပြင်ဆင်ပြီးသားဖြစ်ပါတယ်။ဒါလိုပဲကျွန်တော်ကသူ့ကိုကြည့်ခဲ့တာပါ။ဒီကဆိုးလို့တော့
ကျွန်တော်တို့တောင်းဆိုကြရရှင်းပိုင်းမှာကျွန်တော်လာလို့ပြင်မယ်အဲဒီခုဒုတိယပထမအဆုံးဆုံးလို့ပဲရှင်းပါတယ်ဒါပဲလို့ဆက်ဒုတိယအဆုံးဆုံးလို့ပဲရှင်းပါတယ်ပြောလာတယ်တတိယကြီးဆုံးလို့ကြရင်တော့ဒါတော့ဒီလိုမှလုပ်ကြတာဟောဒီလိုတော့ပြောထားတယ်ဖြစ်ပါဒါလည်းအားလုံးဒီ Facebook ကိုလည်းကျွန်တော်ကထားတော့ဘုသူတို့ AI ကိုနေရတော့ UNFC ရဲ့ရှင်း political dialogue တက်ပြီးဆိုရအောင်ဒါမှမဟုတ်ငါတို့ကတော့ဒါလည်းဖြစ်ပြီးသားလို့ပြောပါဆိုတယ်ပြီးချလို့ဒီ political dialogue ကိုတော့ရှိမှာကတတ်ချက်မှရှိအောင်ဆိုတော့အဲ့တော့တကယ်လို့ပြောရတော့ကျွန်တော်လည်းနေလေးဖြစ်တော့ဗျာဟိုဒီကတော့နာတကယ်သိတာသားတဲ့ပညာရှင်တွေများရှိတာပေါ့ကျွန်တော် technical team တွေနဲ့ဆွေးနွေးတာလို့ပါတော့တော့ကောင်းပါသူတို့လည်းဒီပဲဆွေးနွေးထားလို့ရှိရင်ကျွန်တော်တို့ဒီဆွေးနွေးတိုင်းအခြေမချတော့ yes no ပဲတော့ကျန်တာပဲဖြစ်ပါကျွန်တော် technical team တွေနဲ့လည်းဘယ်လိုအားလို့ပြောဆိုရင်ဟောတာပြပါတော့လို့ပြပါမယ်ပြောပါလို့အာမနာနဲ့ပြောပြရတယ်ကျွန်တော်လည်းပညာရှင်တွေဖြစ်တဲ့အတွက်အာမနာနဲ့ပြောနေတာကမှာပါအဲ့တော့ကျွန်တော်တို့ဒီပိုင်းမှာ yes no ပဲတော့ကျန်တာဖြစ်တဲ့အတွက်ရှင်းပြတော့ပါတော့ဘယ်လိုကိုကျွန်တော်ပြောချင်တာတော့ကဲဝင်နေပြီးချလို့ဆိုတဲ့ political dialogue တော့ကဲ political dialogue ကိုပြီးတော့လို့ပြီးရတဲ့ဆရာပဲလို့ဆိုတဲ့ကျွန်တော်တို့ကစမ်းထားတော့ပြောထားဖို့ဆက်လုပ်ပါအဲ့တော့ကျွန်တော်ခုဒီဘယ်လိုနဲ့စိတ်ချရတဲ့ဒီခါတော့ပါဆိုရင်တို့တော့ပဲနေရတော့အဲ့ဒီ UNFC ကိုဆောင်းပြီးတော့ဒါကိုလည်းလုပ်ဖို့ကျွန်တော်အားထုတ်လို့စီစဉ်ထားတာဖြစ်နေရဆိုတာပြောပြတာပါဒီလိုပဲကျွန်တော်တို့စဉ်းစားတာလည်းတကယ်ကြီးဘူးပါအားကြတယ်ခဏကဒီပြောလို့ဒီပညာရှင်တွေဆွေးနွေးနေကြတော့လမ်းကြောင်းမှာပြောက်နေတယ်ဒါကြောင့်အဓိကအားလုပ်ပြီးတော့ကျွန်တော်ရှုအပိုင်းဒီဒီနေပိုင်းလို့ချက်အဲ့ဒါကျွန်တော်လုပ်ပြီးတော့ဘောမီဒီအပြင်တောင်းချင်ပါတယ်ခဏကဟိုဒီပြောတဲ့ပိုင်းဒီပုံမျိုးတွေပြရရှိပါကျွန်တော်ကလည်းဆက်မှာသမဏကြလုံးစုံဟိုဖြစ်တဲ့စိတ်ကိုပထမဆင့်တယ်ဟိုဒီတော့မှလုပ်ချင်တာကိုရှင်းပြလိုက်တော့သမဏကြီးကဒီပထမပိုင်းမှာတော့ဘာလို့လဲခေါ်လို့ရှင်းနေတယ်တော့ဘောရှိရတော့တာတယ်ပေါ့အဲ့တော့ဆွဲရတော့ကျွန်တော်ဒီနာကတော့ဆွဲရတာတော့အဲ့ဒါကိုကျွန်တော်ဘာလို့စီစဉ်တော့တော့တော့တိုင်းတဲ့တိုင်းရာတွေဖြစ်နေဆိုတော့နာတော့ဒီကဲကိုဝယ်ချတာပေါ့အဲ့တော့ဒီမှာအဖြေတို့လို့တဲ့စီဆွာဘာမှမလုပ်ပါသေးပဲအဲ့ဒီကာလမှာလည်းပါလေကျွန်တော်လည်းပါမယ်ဆိုတဲ့ဒါလည်းပြီးတော့ဒီမှာဘလို့လည်းကျွန်တော်ရှိမှပြောရတယ်အဲ့ဒါဘယ်လိုပဲသူတို့လုပ်ချင်တာသူအဲ့တော့ကျွန်တော်ကတော့ဂျူတိုလိုက်တော့ဖြစ်ဖြစ်အောင်စစ်တဲနဲ့ကိုယ်ကြီးလည်းမတတ်မှာတော့ဒါလို့ကျွန်တော်အဲ့ဒါလေးတော့ကျွန်တော်ချက်ထားပြီးတော့ဒီနာကတော့ဂျူလိုက်တာဆန်းတော့ကျွန်တော်တို့ပါတို့တဲ့ခါမှာလည်းတို့ကစဉ်းစားဖြစ်နေဘူးဆိုတော့ကျွန်တော်အရင်တော့ပါကျွန်တော်ဆန္ဒပါဖြစ်နေတာဟိုဖြစ်တော့မှကျွန်တော်တော့တက်ပြီးဆက်ဆက်ကြီးရုပ်လို့ပါလို့နားလို့ဆိုတာကျွန်တော်ဆက်ပြီးတော့ကြားမှာဖြစ်တယ်ကျွန်တော်ဆန္ဒဒီလိုဖြစ်တာတော့တို့တော့လည်းဟိုအဲဒီဟိုပြန်ကြည့်ကြတယ်တော့ညာလည်းပါဆိုကျန်တာရှိတဲ့ခါကျတော့ထားတာအဲ့မှာလည်းထုံးနေလို့ဒီလိုဒီလိုလိုက်ကြမှာပဲရောဖြစ်ဖြစ်ဆိုတော့ဘယ်ချက်နဲ့ရှိတယ်လုံးစုံတောက်တော့တာဘုလိုကိုချက်အခုထားဖို့ပြစားရတယ်အခုပြောတဲ့ agreement ကိုဘယ်လိုလုပ်လဲဆိုတဲ့ဒီအဆင့်ကိုကျွန်တော်ပြန်စဉ်းစားပါမယ်ကျွန်တော်တို့ဒီစဉ်းစားပြီးတော့ဟိုကျွန်တော်အဲ့ဒီအဖြစ်ကြောက်ဒီပြောတဲ့ဒီကောင်းစဉ်ဆိုတာတော့အရေးကြီးတယ်ပြီးတော့စဉ်းစားတဲ့ချက်ပါကျွန်တော်ဒီနေ့ကစဉ်းစားပါဒီနေ့နဲ့ပြန်စဉ်းစားပြီးတော့ဟိုအခြားကြီးဟိုဒီချိုးကိစ္စတွေဒီနေ့နဲ့ပြန်ကျွန်တော်ဆွေးနွေးပြီးပုံနဲ့ကျွန်တော်ကြည့်ပါဟိုမှာဒီစတဲ့ရုံမှာဘယ်လိုအချင်းခံကြီးထွန်းလာမယ်လုံလာကြီးထွန်းလာမယ်ဆိုရင်
ဒီလိုလူကပို့ပြီးတော့ယုံကြည်မှုပို့တာပေါ့ဗျာဒါကြည့်သူတက်တယ်ဆိုတာလေကျွန်တော်ပြနေတာအဲ့တော့နောက်ပိုင်းတာလာဒီမှာလည်းကျွန်တော်တောင်းပြီးပါတယ်ဒီဆောက်လည်းကျွန်တော်ပဲပြောထားတာဖြစ်တဲ့အတွက်နောက်ပိုင်းဒီမှာရှိအောင်လည်းကျွန်တော်ကြိုးစားပြီးဆောင်ရွက်မယ်ဒါကိုလည်းကျွန်တော်ပြထားအောင်ဆိုတာလေကျွန်တော်ကျွန်တော်သိပြီးပါ
ပထမဆုံးအဆင့်ကနားလည်မှုမှာယုံကြည်မှုမှာပြန်လာချက်ခင်လေးစားမှုပြန်လာချက်ခင်လေးစားမှုမှာသဘောတူညီမှုဆိုတာဒါလေးကျွန်တော်တို့ကဆက်အဲ့တော့ဒီကျွန်တော်တို့နားလည်မှုနဲ့ယုံကြည်မှုပိုင်းတိစောက်တဲ့အပိုင်းမှာတက်တာတွေကပါလေဆိုတော့ဒီပြောကအခုဆိုရင်ကျွန်တော်တို့ကဒီမလာခင်လေးနေမယ်အင်တာနက်မှာလည်းကျွန်တော်တွေ့ပါတယ်အခုကျွန်တော်တို့တက်ကလည်းကျွန်တော်တို့တက်တွေကဖြည့်ပေါင်းတဲ့ကိစ္စတွေမှာဒါတက်တွေကနေပြီးတော့ခိုင်းတာကိုတစ်ခွက်ရတော့ဖူးပြီးတော့လုပ်နေပြီတစ်ခွက်ရတော့ဘယ်လိုဖြစ်နေလဲဒါကြောင့်မလို့ဒီဆိုရင်တော့ဖြစ်နေမှာဖြစ်နေဆိုပြီးတော့ပြောတာလေကျွန်တော်တို့ကဒါအင်တာနက်မှာတွေ့လို့ဒါတွေကပါလေဆိုဒီပေါ့အဲ့တော့ခုနကကျွန်တော်ပြောလို့ဒီဘိုင်းမှာလည်းကျွန်တော်တို့ကကောင်းပြီကျွန်တော်တို့ကပြောလို့ဒီ49နေရာမှာကဲပေါ့မိက49နေရာဆိုတော့ပြောလို့အဲ့ဘယ်လိုဖြစ်တော့ဆိုကျွန်တော်တို့ဒီချမ်းမီမှာဖြစ်တဲ့ဟာလို့ကျွန်တော်တို့ကတတ်မလို့ဆိုတာကျွန်တော်ပြီးခဲ့တဲ့ဝါဒမှာပြောပါတယ်ကျွန်တော်တို့ကဒီပြီးခဲ့တဲ့သမားကြီးအမေတို့တယ်ခုနကဘာမှမမှာဘယ်လိုပါလဲကျွန်တော်တို့တကယ်လည်းဒီတို့လည်းခုနကဘာမှမလို့ဘာမှမလို့ဆိုဒါတွေက problem တက်တာပြောကြရတယ်။ဒါမှမဟုတ်လည်းပဲအစ်ကမရဘူး။ကျွန်တော်တို့ကဒါကိုပဲကျွန်တော်တို့ကဒီလိုပဲကောင်းမယ်ဆိုရင်တော့ကဲကောင်းပြီကျွန်တော်တို့ကဒီဇိုင်းဟုတ်ပြီလို့ဒါဆိုရင်ကျွန်တော်တို့ဒီလိုပဲဆက်ပါလို့ရ။ဥပမာအဲ့ဒါကသဘာစုကျွန်တော်တို့သဘာစုအောင်ရေးလို့ဒါလေးစုအောင်ရေးကိစ္စတခြားအကြောင်းတွေဘာလာအကြောင်းတွေစတဲ့ဒါလေးတွေက problem လေးတွေကဖြစ်လာတယ်။အတွက်ကလည်းကျွန်တော်တို့ကတပ်ပိုင်းအားဒီနေ့မျိုးသွားတာသွားတာတစ်ခါဒါလည်းသူ့နယ်မြေလားကိုယ်နယ်မြေလားတမန်နယ်မြေလည်းကျွန်တော်ဝင်လာပဲအောက်ကလည်းသူ့နယ်မြေပိုင်းခြားတတ်မှမသိရအစားဒါရီအများကြီးပြောစရာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့တပ်ပိုင်းဆိုင်ရာကျွန်တော်တို့ဆွေးနွေးတဲ့အတိုင်းမှာကျွန်တော်တို့ကကြာကိုဒီလိုပုံစံနဲ့ဟောတင်တယ်အဲ့ဒီပတ်အိတ်ကရစဲယူတစ်ခုနဲ့ပဲဘောတူပြီးမှဒီတက်ဒီကြောင်းစီစားဆွေးနွေးနေတာတို့ဒီမှာအိတ်ကတော့ကျွန်တော်တို့မရနိုင်ဘူးဒီလိုပဲယာယီအိတ်ကရစဲတော့ရှိနေမယ်ဒီကြားထဲမှာမှတစ်ခုနဲ့ပဲစစ်စစ်ပြောကျွန်တော်တို့ဒီဘောဆိုရင်ဟာဒီလိုပုံစံနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့တက်ပိုင်းဆိုင်ရာတွေကျွန်တော်တို့ပြောတာကျွန်တော်တို့ပြန်လည်နားလည်မှုယုံကြည်မှုတိစောက်တဲ့အခါဒီလိုပုံစံတို့ဒါလေးကျွန်တော်အနေနဲ့ပြောကြတယ်我就记得有的可能，我就记忆，我训练这些，我会告诉我们这些这个我们这种这些新办法，我那这个一年的产品，我会的话，这些有关的知道吧？这个会训练这个训练你不好，里面这个家庭不好，你跟里面比怎么样？心理那不行，那就是说跟书里面我提到过，我给一下我呢我从那个大陆这个的，我买的是嘛咯，你那手机会我拿过，就是我的给我一下到。然后 DNPP 都有当属他玩的，然后 CSS 当属他玩的，然后 CSS 当属他玩的，所以不是的，不说你看这个就玩。然后有的部分假如我应该当属的第三个，就是说我在一起嘛，就我在当看的，我在当看的看的，就我第一手的里面的嘛，就说我就没办法。你说如果呀，以后知道这个这么များပါဘူး။နားယူတဲ့သဘောပဲ။ဘာလို့ကိုယ်ဥစ္စာရပို့ပြီးတော့များတယ်။ဒီမှာလည်းကျွန်တော်တော့ရရှိကြီးများတယ်တွေ့ရပါတယ်။ဒါမှယူလည်းအချင်းချင်းတော့ဒီကတော့ဘဝတာတောင်းတာ။ဘာလို့ပေါ်စီမှားလို့မရဘူး။ဒီနည်းနည်းလည်းတော့ဖြတ်လို့မရဘူး။တဲ့နဲ့တည်းပြရမှာ။နောက်လို့ကျွန်တော်ကဒါကိုတော်တော်လေးပြင်ပြပါမယ်။သူတော့ကြည့်ရတာ။အဲ့တော့ဒီမှာဝန်ကြီးကိစ္စလည်းကျွန်တော်စလိုက်ကြည့်တာ။ဒါလည်းပါပဲဖြစ်ကျွန်တော်တို့နိုင်ငံတကာမှာဆက်ကြီးဆက်ကျုံးကြီးဒီတိုင်းပဲလုပ်ခဲ့တာတွေ့ရပါဘူး။ပြီးတော့ဒါကိုလည်းကျွန်တော်တို့ကနိုင်ငံမှာဖြစ်တာပေါ့။အဲ့တော့ကျွန်တော်တို့ကဒီတော့မှအဆိုးနဲ့သူတို့ရဲ့နဲ့
在差别在。不管是不管是说别人上级的多有多大，不然什么有的是有，是那比较有，个那人家不是都来见他，他不会在他。然后把个去他丢啊呗，如果平常人们说上级不会有，如果这些说看他。那嘛了什么？手比较那个，人家你嘛了，一往回走节奏嘛。那么就说阿鲁手比较，都手比较那么这个都见过几趟，都见过几趟，人家都么是的，就比天下金牛金看他的，今天过其他的方面哦。那么其他要是这个一点的新的东西哦，人家你把这。那这家是那个什么贵族不要让他的家里是个对吧？说本来是那个本来一些就看到那看嘛，家不太对吧？说主要是我们那个对头，做个对头。本来是我不要肯定我是主要是我们对头。我这边见到了情况，这家第三个这个，说什么？说这个我之后主要手下来。这个面积把它一方往下一点，就是这种下面多来看的咯，多来讲，放把呢，不就路里面不，就路里面不，这个公安要是，先让在外面的这个上级部门，那这个上级的上级用的这个东西，这个上级的，就俺人看的说，这个今天我们这个多少钱？这个个人把比较钱的，我老不来嘛。那么你嘛，你妈也跟他说，都是这个嘛，这个当时的这个是这样，然后，然后这种话我确实经常我，觉得在他叫话，然后物理中间他有些比较说话叫话，觉得叫话的时候也不有些叫话，然后国家的男女的，比较容易过这个比较麻烦，这才比较麻烦。阿鲁基有经看来特别普通了，后来超过了太大，不然利用的方式到，这些股什么体系规避啊的什么，它的单独特别这样，多少上级，妈的妈呀，然后上级的干嘛的，特别第三步，经常上级的说的，这里有差别有的，然后这里啊，这里有上级的时候。这个反正到省里来说，各个国家在到省了，各个国家来就是说，对你们为啥说税务都不一样，然后就是中国手表我们都包山里面你们比话，老是就是说我们讲我特别需要，那这个就是说大家都在都见过的那个家，印度的新的国家我也就是这边，中国也见面的情况多。那就这样，人家这个去真正这样的方法，大家就是这个这个方式吧。你就是说这一个，我是说要对面，我要接那个现在的你不管开什么都会有计划，然后这个大陆是我们这边，因此呢，就是这个都会。在慢慢的对面积累情况，也让这里情人好几个路老板，我们本来就是大概做那个东西嘛，来收益的。我今年呢，我在这那个，我就是在那个什么里面来讲的嘛，你还有在这路，我路边的说，关于这路，水里那个里面都有情况。对，预备，3秒。推上来，推上来。你身体要最高的。你身体啊，最高的，哪个最高？
တွေများရဲ့ဆွေးနွေးချက်များနဲ့ကျွန်တော်တို့ဒီရိုက်ကိုဦးစင်ပြန်လဲဆွေးနွေးချက်ညာကိုကျွန်တော်ပြန်ပြီးမှသုံးတဲ့အခါမှာဒီချို့အပိုင်းတွေမှာကျွန်တော်တို့ဘောထားတွေပြီးရှိတယ်လို့ဒီချို့အပိုင်းတွေကကျွန်တော်တို့ဒီဆွေးနွေးပွဲကိုတရားဝင်ကျွန်တော်တို့ကိုယ်စီရဲ့အဖွဲ့